အားလုံးပဲမင်္ဂလာပါเนาะဒီနေ့မှာကျွန်မ sharing လုပ်ပေးချင်တာကကြတော့ဒီ Excel မှာပေါ့เนาะ date if function ကိုအသုံးပြုပြီးတော့ဒီမွေးတက္ကသိကိုထည့်ပြီးတော့အသက်ကိုတွက်တဲ့နည်းပေါ့နော်နောက်တစ်ခုကကြတော့ဒီ date if function ကဘယ်မှာတွေအသုံးဝင်လဲဆိုတော့ဥပမာကျောင်းတွေမှာကျောင်းသားတွေရဲ့မွေးတက္ကသိတွေကိုထည့်ပြီးအဲ့ဒီအသက်တွေကိုတွက်တဲ့နေရာမှာလည်းအသုံးဝင်တယ်လို့ဥပမာကုမ္ပဏီမှာဆိုလို့ရှိရင်ဝန်ထမ်းတွေရဲ့ payroll ကိုတွက်တဲ့အချိန်မှာဥပမာဒါဆိုရင် join date ပေါ့နော် join date ဖြစ်မယ်ဒီဘက်ကကြတော့ service year တွေကိုတွက်တဲ့အချိန်မှာဒီ date function တွေကအသုံးဝင်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်မကဒီဟာနဲ့ပတ်သက်ပြီးစပြီးတော့ sharing လုပ်ပေးပါမယ်လက်ရှိကျွန်မကဒီဘက်မှာ name တွေထည့်ပေးထားတယ်ဒီဘက်မှာကျတော့ date of birth ဆိုတဲ့အတွက်မွေးတက္ကသိတွေကိုကျွန်မထည့်ထားတယ်ဒီဘက်မှာကျတော့အသက်ကိုတွက်မှာမို့လို့ age ကိုဒီဘက်မှာထည့်ထားပေးတယ်ပေါ့နော်အဲ့တော့ကျွန်မတွက်ထားပြီးသား function တွေကိုကျွန်မအရင်ဆုံး delete လိုက်ပါမယ်နော်ပြီးပြီဆိုရင်ကျွန်မစပြီးတော့ formula ထည့်ပြီးတော့စတွက်ပြပါမယ်ညီမချင်း date if function ကိုရွေးလိုက်မယ် date if ကိုရွေးမယ်နော် date if function ကိုရွေးပြီးတော့ date of birth ဖြစ်တဲ့ C4 ကို click တစ်ချက်နှိပ်ပါပြီးသွားရင် comma today ကကြတော့ဒီနေ့ကိုကိုးစားပြုတာပါနော်အဲဆို today ကိုထည့်သွားရင် column အဖွင့်ပိတ်ပေါ့နော်အဲ့ဒါလေးလုပ်ပေးမယ်ပြီးသွားရင် comma လက်သေးခွင့်အဖွင့်ပိတ်လေးလုပ်ပေးမယ် comma ပြီးသွားရင်ဒီဘက်မှာကျတော့ y ပေါ့နော် y ကကြတော့ year ကိုကိုးစားပြုပါတယ်ပြီးသွားရင်လက်သေးခွင့်လေးပြန်ပိတ်မယ်ပြီးရင် n ပြီးသွားရင်ဒီနေရာလေးနှိပ်ပြီးတော့ space bar တစ်ချက်ပုံပေါ့နော် yr ဆိုပြီးတော့ပြီးသွားရင် space bar တစ်ချက်ပုံပြီးတော့ဒါလေးနဲ့ပြန်ပိတ်မယ်ပြီးသွားရင်ဒါကကျတော့ year ပဲရအောင်မယ်ပေါ့နော်နောက်ကနေပြီးတော့ month ကိုပါတွဲပြီးတော့ကြည့်ချင်တာမို့လို့ year ရဲ့အနောက်မှာ month ကိုပါထပ်တက်မှာမို့လို့ n နဲ့ပြန်ချိန်မယ်ပြီးသွားရင် date if function ကိုပြန်ရွေးမယ်ပြီးသွားရင်တစ်ချက်နဲ့ comma ပြီးသွားလို့ရှိရင်ဒီနေ့ date က today မို့လို့ today လက်သေးခွင့်လေးအဖွင့်ပိတ်ပြန်လုပ်မယ်ပြီးသွားရင် comma y and ဒါလေးပြန်ပိတ်မယ်ပြီးသွားရင် n နဲ့ပြန်ဆက်မယ်ပြီးသွားလို့ရှိရင်ဆွေးပါတစ်ချက်ပုံ month page month ပေါ့နော် month ကိုရေးလိုက်မယ်ပြီးသွားရင် enter ခေါက်ပြီးလိုက်ပါ enter ခေါက်ပြီးလိုက်မယ်ဆိုရင်ဥပမာမောင်ဆိုရင်သူ့ရဲ့မွေးတက္ကသိက1ရက်ဇန်နဝါရီ2015မို့လို့သူ့ရဲ့အသက်က10နှစ်နဲ့17လဖြစ်ပါတယ်ပြီးသွားရင်ဒီကနေ free hand တွေနဲ့ဆွဲပေးလိုက်ခြင်းအပြင်ဒါတွေအကုန်လုံးကိုတွက်ပြီးသားဖြစ်သွားပါမယ်ပေါ့နော်ဥပမာဒီနေရာမှာဝန်ထမ်းတွေသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကုမ္ပဏီရဲ့ payroll ဖြစ်မယ်ဆိုရင်ဒီ date of birth နေရာမှာ join date ဖြစ်ပြီးတော့ဒီနေရာမှာကျတော့သူ့ရဲ့ service year ဖြစ်သွားမှာပေါ့နော်ဒါ service year အတွက်တဲ့အပိုင်းဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်အမြဲတမ်းဒီလိုမျိုး short course တွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မရဲ့ TikTok account လေးကို follow လုပ်ထားပေးပါလို့အားလုံးကိုတောင်းဆိုလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်